အဝင်အရာအလုံးကိုပြောင်းလဲပေးနိုင်နေဆိုတာသတိထားမိဘူးလားမနေ့ကအထိလူတိုင်းယုံကြည်ခဲ့တဲ့အရာတွေဒီနေ့မှပဲပြိုလဲသွားနေပါလေအခုစပိန်အသင်းရဲ့2026ကမ္ဘာဖလားတဲ့နံပါတ်1ဂိုးသမားအသစ်ကဒေးဗစ်ယာယာထစ်လာပါပြီဟုတ်ပါတယ်ဒီသတင်းဟာစပိန်ဘောလုံးလောကရဲ့အခြေအနေတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်ဒါပေမဲ့အရာအလုံးပြောင်းလဲသွားခဲ့တဲ့နေရာကဒီနေရာပါဦးနိုင်စီမွန်ဟာနှစ်ပေါင်းများစွာစပိန်ရဲ့ယုံကြည်စိတ်ချရရဲ့ဂိုးသမားအဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့အခုတော့အစင်းစင်းမှာနောက်ကိုရောက်သွားပါပြီယူရို2024ရဲ့သူရဲကောင်ဟာအလိုရောက်ပွဲထွက်ခွင့်ရမယ်သူမဟုတ်တော့ပါဘူးဒီအချက်တစ်ချက်တည်းကပဲစပိန်ဘောလုံးလောကတစ်ခုလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ဟာနာမည်ကုန်းသတင်းအပေါ်အခြေခံထားတာမဟုတ်တော့ပါဘူးလက်ရှိပုံစံကောက်မှုပရီးမီးယားလိမှာပြသနေတဲ့ပုံစံအာဆင်နယ်မှာပြသနေတဲ့စွမ်းဆောင်ရည်တို့အပေါ်အခြေခံထားတာဖြစ်ပါတယ်ယာယာဟာထန်ရှင်းပွဲများပြည်ငြိမ်တဲ့ဘောလုံးဖြန့်ဝေမှုနဲ့နီးပြတွေနှစ်သက်ပေးနဲ့ထုံးမပြောတတ်တဲ့တိတ်ဆိတ်တဲ့ယုံကြည်မှုကိုယူဆောင်လာခဲ့ပါတယ်လူးစ်ဒီလာဖွန်တေကလည်းဆုံးဖြတ်ချက်ချလိုက်ပါပြီအငင်းပွားမှုမရှိတော့ဘူးအလဲကျအထုံးမှုအကြောင်းပြောစရာမရှိတော့ဘူးယာယာကသာအဓိကလူဖြစ်ပါတယ်အခုတော့တေချာနာထောင်ပါစီမွန်ဟာအသိန်းကနေထွက်သွားတာမဟုတ်ပြီးမဲ့ပေးပို့လိုက်တဲ့သတင်းစကားကတော့ရှင်းပါတယ်သူဟာအခု The Juventus fans. I mean, this is nice to pick out Lucas Vazquez. အရန်ကိုသမားဖြစ်သွားပါပြီလိုအပ်တဲ့အချိန်မှာအတုံးမှုရဲ့အာမခံချက်တစ်ခုဖြစ်သွားပါပြီဒီချိန်ကဘလို့ဖြစ်ခဲ့တယ်လဲဆိုတာကိုသတိပေးနေတဲ့လူတစ်ယောက်ဖြစ်သွားပါပြီတချို့ကတော့ဒီအပြောင်းလဲဟာဖြစ်စစ်နေတာကြာပြီလို့ပြောကြတယ်တချို့ကတော့စူဖလားရာယူပေးခဲ့တဲ့ကိုသမားတစ်ယောက်ပေါ်မလေးစားရာရောက်တယ်လို့ပြောကြတယ်ထုံးစံအတိုင်းစပိန်ကတော့ရိုးရိုးကိုသမားတနေရာတွေကိုပဲနိုင်ငံတော်ဝန်အငင်းပွားစရာဖြစ်အောင်လုပ်လိုက်ပြန်ပါတယ်အခုစပိန်မှာနံပါတ်1အသစ်စီးနေပါပြီဒါပေမဲ့လူတိုင်းကတော့ဒီအမှန်တရားကိုလက်ခံဖို့အဆင်မဖြစ်သေးပါဘူးပြီးတော့မင်းမထင်ဘူးလားအခြားနိုင်ငံတွေမှာရွေးချယ်မှုပြဿနာတွေအတွင်းပိုင်းရှုပ်ထွေးမှုတွေကိုလူတွေအာရုံစိုက်နေချိန်မှာစပိန်ဟာတိတ်တဆိတ်နဲ့အန်ဒရေအစည်းဆုံးအသင်းတစ်ခုကိုတည်ဆောက်နေ